ဒါညီလားကဲညီလေးတို့လုံးလက်ထလုံးလေးခဏရထားလိုက်အောင်ဟုတ်ဒီနေ့အခုလူကြောင်းနဲ့မိတ်ဆက်ပေးမယ်။ तू ကကြတော့အခုအစ်စ်ဝင်လာတဲ့ရှယ်ယာညီလေးပဲ။ဟုတ်ရေတွေ့ရတာဝန်လာပါတယ်။နော်။အေးသူ့ကိုတေချာမှတ်ထားနော်။ပြီးတော့လုပ်ငန်းအတူတူလှုပ်ကြမှာဆိုတော့နားမနေတာရှိရင်ညီလေးကိုတင်ပေးလိုက်ကြအောင်။ကြားလား။ဟုတ်မခိုင်စမ်းကြ။နေပါစက်နဲ့စားနဲ့မပြတ်ဘူးနော်။နေပါအောင်။ဒါပါလေ။ဒီကစနိုးကုတ်ကလေးလေးလေဒီကစနိုးကုတ်ကလေးလေးလေဟာအဲ့ဒါကလိုင်းကငါတို့အဆင်မပေးထားတာမလားဟုတ်တယ်လေဂျာကြီးကဒီဒင်းကစနိုးကုတ်ကလေးတွေကသမီးကအရင်ကစားနေကြလေအခုအဲ့ဒါကလိုင်းရလာအဲ့တော့ရှာပြပေါ်ကတောင်းတာတခါရေးစားလိုက်တာနင်ပြဿနာတော်တော်ရှားတယ်နော်အဲ့ဒါဗီဒီယိုရိုက်ဖို့လာပေးထားတာအဲ့ဒါဗီဒီယိုရိုက်ဖို့လာပေးထားတာဟာဒုက္ခပါပဲဟာဟဲ့ညီလေးလာတခြားနေရာတွေကိုလိုက်ပြပြီနော်ဘာကြီးလုံးကဟုတ်လေမလေးကကလိုင်းရလာအဲ့ဒါဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောပြီးသူကြောက်ပြောငဲအဲ့လိုပဲနော်ခေါင်းချင်းလာတော့သူကဘိမ့်မတက်ထားဘူးဗရိတ်မိမှာဆိုဗရိတ်မိမှာဆိုထားလိုက်ပါညီမလေးဟုတ်လို့ဟောညီမလေးဒါပေမဲ့အခုတစ်ခုစဉ်းစားကြည့်တာလေဒီကောင်ကြီးကငငယ်ရွယ်နဲ့ရှယ်ယာရှင်အောင်ဖြစ်နေပြီဆိုတော့တတိသားဖြစ်မယ်ထင်တယ်နော်ကိုအေးအခုလည်းအဲ့လိုပဲထင်တာပဲညီမလေးတတိသားဖြစ်မယ်လို့ထင်တာပဲသိရမလားဒါပေမဲ့ဒီကောင်ကြီးကအခုတို့ပုံပုံမှာရှယ်ယာလန်လုပ်တယ်ဆိုလွယ်တော့မလွယ်လှဘူးဘယ်ကောင်လည်းတော်တော်ကောင်းလောက်နော်သူ့ပုံစံကြီးကတတိသားလည်းဖြစ်ပြီးတော့ဘယ်ကောင်လည်းတော်တော်ကောင်းမဲ့ပုံစံနော်အေးဒါနဲ့နင့်ငါမေးပါဦးမစကားမဆက်မနက်ကရုံးတက်တဲ့နင်တနေကိုအိုက်မုတ်ထိုင်စားနေမလုံးလုံးလားဟဲ့ကိုဒီမဟုတ်မသိဘူးလားမသိဘူးလေဟာဒါဒင်းကစနိုးကုတ်ကလေးကိုခေါ်ရလေကိုကြီးရဲ့မလေးမြန်းစားနေကြဒါလေးကိုစားကြည့်ဟောအေးဒီကြမဖောက်ဘူးဖောက်ရဥမာပဲပါဟုတ်ပါဘူးဟုတ်လားဟောဆုံးတော့ဒီဒင်းကစနိုးကုတ်ကလေးမှာဆိုရင်သူကဆန်ဆိုရင်လည်းညီမလေးတို့ကအစိမ့်ဆန်နဲ့လုပ်ပေးထားတာပြီးရင်ဒီမှာပါတဲ့နှင်းကွက်လေးတွေကလည်းစားလိုက်တဲ့အခါမှာကျွတ်ကျွတ်ရွာလေးအများစားကောင်းတယ်ပြီးတော့လေ तू ကပြောမှလားတစ်ထုပ်မှာနှစ်ချက်ပဲပါတာဆိုတော့လေညီမလေးတို့လိုဝိတ်ထိန်းတဲ့လူတွေအတွက်လည်းအဆင်ပြေညုံးလိုက်လားကိုမြင့်ရမိမ့်မရဲ့ညုံးလိုက်လားကိုမြင့်ရမိမ့်မရဲ့ကောင်းလို့လားတော့ကောင်းပါတယ်အခုလည်းကြိုက်တယ်ဒါပေမဲ့နင်အဲ့လောက်ကြိုက်နေလို့ရှင်ဒီလိုလုပ်ပါလားနင်အဲ့ဟိုဒင်းဝမ်စနိုးကိုကြီးကုံနေပါပဲအလုပ်သွားလုပ်လိုက်တော့ပြန်မလာတော့နဲ့ပြန်မလာတော့နဲ့ဟာတော်ကောင်းတာပေါ့အဲ့ကြရင်ဒီလိုမျိုးဒင်းဝမ်စနိုးကိုကြီးလေးတော့အများကြီးစားရတာပေါ့ရွက်ပြောနေတာအေးပြောညနေကျရင်ကိုရုံးချိန်လိုက်ပုံမယ်နဲ့ပြန်မလာနဲ့အေးပြရရွက်လူကျွတ်ဆိုးတော့ဆိုကောင်းဟာမခိုင်ဟာဒီဒင်းဝမ်စနိုးကိုကြီးတွေကအဲ့လိုလိုက်ပါမယ်ဟုတ်တယ်လေကိုရဒါမဲသေးရမလောက်ဘူးဟောအေးဟုတ်တာပဲငါလည်းစားလိုက်ရတာပဲအေးဟုတ်နော်ကျွန်တော်ပတ်စံနဲ့တင်းအောင်ချိပါနှစ်သိန်းဟုတ်တယ်အာရတာပဲမြေဟိုတုန်းကလည်းငွေလေးနဲ့ကြက်နေတယ်ဟာလားအာရလေညို့ခဏနေအကိုလွှဲပြလိုက်အဲ့ဒါပြေးလို့အေးပြေးလို့ပဲလို့အေးပါရတယ်ညအေးစစ်ငွေနှစ်သိန်းလောက်ပါဟိုလွှဲပြဆက်နေတယ်လည်းကြည့်လိုက်တာအာငါလည်းကြည့်လိုက်ဘာဖြစ်လို့လဲဟာကိုကြီးလူတယောက်လွယ်လွယ်နဲ့ဘာလို့ကြည့်လိုက်တာဟာဒီမလေးနေမသိဘူးဒါတွေကတစ်ချိန်ညရင်ကို့အတွက်ဒီနှစ်သိန်းကဘဝကြီးအများကြီးပြောင်းလဲသွားတယ်လေလိုက်ဘာဖြစ်လို့လဲတဲ့ကသူကတတိသားရှယ်ယာရှင်လေဟောအေးဟုတ်ပါဘူးရှယ်ယာရှင်ရောအေးအဲ့အချိန်မှာသိရမလားအာကိုကျော်ကြီးကကျွန်တော်ကိုပတ်စံနှစ်သိန်းကူညီခဲ့တာပဲအာကိုကျော်ကြီးကိုမန်နေဂျာယာတူပေးတယ်မန်နေဂျာယာတူဒါပဲလေအဲ့ချိန်ညညီမလေးကိုမမင်းနဲ့နော်အာဘယ်ရမေးရမလဲညီမလေးကကိုညီမလေးဒီတယောက်တည်းရှိတယ်ဟုတ်တယ်မလားညီမလေးမခိုင်ဟိုကလေဟိုရှယ်ယာဆိုတဲ့ညီလေးတယောက်လေမတွေ့မိဘူးမကိုကြီးညီမလေးကြားမိတာပါလောက်ခါပါကြီးဆိုလားပဲဘလို့လောက်ထွက်တာဟာအဲ့ဆိုငါ့ကိုပတ်စံနှစ်သိန်းလေးပြန်မဆက်သွားဘူးပတ်စံနှစ်သိန်းလေးပြန်မဆက်သွားဘူးငါဖုန်းဆက်တယ်လည်းမကိုင်းလို့လေဆက်တယ်လည်းမကိုင်းတော့ဆက်နှစ်သိန်းလည်းမဆက်ပါဘူးအဲ့ဒါကြားပြီခင်ဗျကိုကြီးကိုဖောက်ဝိုင်းလာမသိဘူးဟုတ်ကြိုက်ဟောအေးဘာဖြစ်တာကြိုက်ကိုကလေကြိုက်ကိုနင်းမိတ်ဆက်ပေးတဲ့ရှယ်ယာဆိုတဲ့ညီလေးမတွေ့မိဘူးဟာငါအလုပ်ထုတ်လိုက်ပြီလေရတာဟာအလုပ်ထုတ်လိုက်ပြီလေရတာဟုတ်တယ်အကောင်ကြီးအကျင့်သားရိတာမကောင်းဘူးဝန်ထမ်းနေသည်ဟိုလူဒီပတ်ချီဒီလူဒီပတ်ချီနဲ့ချိန်ရရင်ကွိုင်တက်မှာဆိုတော့ငါအခေါ်ကြီးကလှုပ်ထုတ်ပလိုက်တာအဲ့ဒါကျွန်တော်ကအလုပ်ထုတ်လို့ရတယ်ပေါ့ကြာ
ဘယ်ကရှယ်ရတယ်ဟုတ် ဟောခုနကဂျာကြီးပဲပြောတော့ရှယ်ရဆိုနော် အေး ဩရှယ်ရဆိုတာကသူ့နာမည်ကိုပြောတာသူ့နာမည်ကိုပြောတာ ဟမ် ရပါဟာထိုးရပလက်တက်ရှယ်ရပလက်ရေးချရရှယ်ရသူ့နာမည်ကမောင်ရှယ်ရဘယ်ကရှယ်ရဝင်နေ အဲ့တော့နာမည်မြန်ဘလို့ပြီမောင်ရှယ်ရတယ်အဲ့တော့ ငါအခုရခဏ မလုပ်တော့ဘူးအလုပ် တော့ဝိုင်းတော့ဆက်နေတယ်ငါကငါကို မလေးအရင်ကြိုက်ပါလေတင်းဝင်စလုံးကပြီးဝမ်းမကျွေးနိုင်တော့မလေးဝမ်းမကျွေးနိုင်မလေး ဒီကစလုံးကလေးလည်းမစားဘူး